Hello Leute, hallo alle zusammen. Die Video ma Julia bono, Julia kutani University bo by bono. Aya like yang by campus te kulong bono. Die video le ya achawi ya ro di mananga ma taung tat le taung na taung lu le again di Germany na di le so yin again di Bayern ba ma taung tat chile di sin wan sai so yin di Bayero Universityကိုရွေးချယ်တင်ပါတယ်လို့ရွေးချယ်တင်တဲ့အကြောင်းရင်းတွေအများစုကတော့ဒီမှာကိုကဂျာမန်စာကိုတက်နေတဲ့သူဆိုရင် Bayero University ကဂျာမန် B1 level နဲ့ရှောက်လို့ရပါတယ်ဂျူလီကိုကလည်းဂျာမန် B1 certificate နဲ့ဒီမှာ Intercultural Journalistic Program လာတက်တာဖြစ်တယ်ဂျူလီတို့ရဲ့ဒီ University မှာ English Program လည်းရှိတယ်ဒါပေမဲ့ English Program ကလည်းတော့နေတယ်ပေါ့နော် English International ကျောင်းသားတွေတော့ရှိတယ်ဒါပေမဲ့ German Program ဦးစားပေးပေါ့နော်ဒီနေ့ဗီဒီယိုလေးမှာပြမယ်ဒီ Campus Tour လေးပေါ့နော်အဲ့ဒါကိုကြည့်ပြီးတော့ဒီကျောင်းလေးကိုစိတ်ဝင်စားရဆိုရင်တော့လာတက်ဖို့ဖိတ်ခေါ်ပါရရှင်ဒီကတော့ပေါ့နော်ဂျူလီတို့ရဲ့University ရဲ့ဝင်စားလို့ပြောလို့ရတယ်ပေါ့နော်ဒီမှာ Simon လေးတွေ့ပေါ့နော်Audimas Hunde Mensa ဒီဘက်မှာတွေ့နေရတဲ့အဆောက်အုံအစိမ်းပေါ့နော်ဒီစက် Grüne Gebäude ist unsere Mensa ဂျူလီတို့ရဲ့ Mensa ပေါ့နော်Mensa နှစ်မျိုးရှိရဲဆက်ပြီးတော့လိုက်ပြမယ်ပေါ့နော်ကျောင်းမှာမန်စာနှစ်ခုရှိရပေါ့နော်ဒီလေးလိုက်ပြမှာပါဆိုပထမဆုံးမန်စာတော့ fresh round ပေါ့နော် fresh round အဲ့ဒါမန်စာတစ်ခုပြီးတော့ဒီဘက်မန်စာပေါ့နော်ဒီက Garibaldi Gebäude ဒါကြတော့Hauptmann စာပေါ့နှစ်မျိုးရှိရဲအဲ့တော့ဘယ်ဟာပိုကောင်းလဲဆို fresh round ကတော့ပိုကောင်းတယ်ပေါ့နော်ဒါပေမဲ့ဂျူလီရဲ့ personal ကတော့ Hauptmann စာပိုကြိုက်တယ်ဒီနေရာလေးကတော့ပေါ့နော်ဒီအဆောက်အုံလေးကတော့ Audimas ပါဒီစက်က Gebäude nennt Audimas Audimas ကကြတော့အကယ်၍ကိုကကျောင်းသားကျောင်းသူအသစ်တွေပေါ့နော်ရောက်လာမယ်ဆိုရင်ကိုက new semester ပေါ့ new student တွေ new week ဆိုလို့ရှိရင်ဒီနေရာမှာအရင်ဆုံးstudent ဒီ president ပေါ့ uni president တွေဆရာဆရာမတွေကနေပြီးတော့အရင်ဆုံးမိတ်ဆက်တယ်ပြီးရင် tutor တွေနဲ့ပြီးတွေ့ပြီးရပေါ့နော် tutor program တွေရှိရအဲ့တော့ဂျူလီက tutor လုပ်တယ် tutor အနေနဲ့ဂျူလီကဘာတာဝန်ရောလဲဆိုရင်နေယူပေါ့နော်ဒီကျောင်းသားကျောင်းသူအတက်တွေ international ပေါ့နိုင်ငံမှာအောင်ဆိုတာကျောင်းသားကျောင်းသူအတက်တွေကိုသူတို့ကိုလိုက်ရှင်းပြရတယ်ဂျာမနီရဲ့အကြောင်းတွေရှင်းပြရတယ်နေပုံထိုင်ပုံတွေရှင်းပြရတယ်ပြီးလို့ရှိရင်ဒီ university မှာဗာမေဂျာတွေဘယ်လိုရှောက်ရမလဲဘာတွေရှိလဲအကုန်လုံးသူတို့ orientation လိုက်လုပ်ပြီးရပေါ့နော်အဲ့ဒီ program ရှိပါတယ်အဲ့တော့အဓိကကျောင်းသူကျောင်းသားအတက်တွေရောက်လာလို့ရှိရင်ဒီနေရာမှာအရင်ဆုံးမိတ်ဆက်ပြီးရပေါ့နော် okay this is Alice Smile lit up like a sunrise glow touch so soft where the seasons flow we ဒါဒီလိုကြောင်းရဲ့ room တယ်ပေါ့နော်ဒီမှာဆိုရင်အဝိုင်းပေါ့နော်ဒီ room တယ်ကကြတော့ဒီကျောင်းသားကျောင်းတွေတို့အပန်းဖြေရဲ့ခါဒီမှာလာပြီးတော့ထိုင်ကုန်လေးပါနေလာနားကြရပေါ့နော်အခုကတော့room တယ်မှာ construction site ဖြစ်နေပါတော့ဘာလို့လဲဆိုတော့ World Cup ရှိလို့ပေါ့နော် World Cup တော့တို့ဒီမှာဂျာမနီမထွက်သေးခင်ကြည့်လို့ရအောင်တော့စောက်ထားပေါ့နော်အဲ့တော့နည်းနည်းလေးတော့တိတ်မလှဘူးပုံမှန်ဆိုရင်တော့ဒီ room တယ်ကတော်တော်လှတယ်ပေါ့နော်အလဲမှာအဝိုင်းလေးနဲ့ပြင်ခုံလေးတွေကျောင်းသားကျောင်းသူတွေအကုန်လုံးဒီမှာလာနားကြပေါ့စားကြတာကြောင့်တစ်ခါလေးကြာရင်ပါတီလုပ်ကြရယ် New Year ဆိုရင်မိဘနေလာဖောက်ကြလို့လုပ်ကြရယ်ပေါ့နော်ကဲပါဂျူလီတို့ရဲ့ faculty ပေါ့နော် Sprach und Literatur Wissenschaftlicher Fakultät ဂျူလီယာစာတင်ဒီအဆောင်မှာလာတင်ရတယ်ပေါ့နော်ဒီကတော့အဆောင်ကပိတ်သွားပြီတောက်ကြနေညနေပိုင်းဖြစ်နေတဲ့အတွက်အလောင်းမှာပဲဂျူလီတီးတက်ဖွင့်နေနေမှာအခန်းလေးတွေစာတင်ခန်းလေးလိုက်ပြမယ်ပေါ့နော်အဲ့တော့ဒီ
ဒီလိုမျိုးပဲပေါ့နော်ဂျူလီတို့ faculty အလိုက်အဆောင်လေးတွေအများကြီးရှိတယ်ဒါကတော့ဂျူလီတို့ literature Sprague အဆောင်ပေါ့ Sprague literature အဆောင်ဂျူလီတို့ရှိမှာတခြား Natura Wissenschaft အဆောင်တို့ Rex Wissenschaft အဆောင် P3 Wissenschaft တွေလည်းရှိရပေါ့နော် Sport Wissenschaft လည်းရှိရသူ့ရဲ့ faculty လိုက်သူ့ရဲ့ major လိုက်တည်တဲ့အဆောင်လေးအများကြီးရှိပါတယ်ဂျူလီတို့ကျောင်းကသူများ campus တွေလို့မဟုတ်ဘူးသူတို့ကဒီဘယ်လိုပြောမလဲဒီအတိုင်းအဝန်းမှာပဲအများကြီးပေါ့နော်ဂျူလီတို့ကျောင်းရဲ့ area အကျယ်ကြီးရှိတယ်သူများတွေထက်အများကြီးအကျယ်ကြီးပဲပြောမယ်ဆိုရင်ရန်ကုန်တက္ကသိုလ်တို့ဘာလို့ပုံစံမျိုးပေါ့နော်အဲ့ဒီဝင်းကြီးထဲမှာအဆောင်လေးအများကြီးဥပမာlaw က law တည်တဲ့ business က business တည်တဲ့ engineer Wissenschaft တည်တဲ့ natural science က natural science တည်တဲ့သူကနေသူတည်တဲ့ faculty လေးအဆောင်လေးအများကြီးရှိပေါ့နော်အဲ့တော့ပြီးတော့ဒါအပြင်ဂျူလီတို့ကျောင်းကလည်းဒီဗီဒီယိုမှာမြင်ရမှာပါ nature နဲ့အရင်နှိကတ်တယ်ပေါ့နော်အဲ့တော့ nature ကိုကြိုက်တဲ့သူတွေအေးအေးဆေးဆေးစာသင်ခြင်းတဲ့သူတွေအတွက်အရင်သင်တော်တဲ့ campus တစ်ခုဖြစ်ပါတယ်ရှင်ဆက်ပြီးတော့ဒီlibrary လေးကိုလိုက်ပြမှာဖြစ်ပါတယ် Bist du da? Ja. Okay. Hier ist unsere Zentralbibliothek und besonders für unsere Sprachfakultät. Da wollen wir Central Library ဖြစ်ပါတယ်။ပြောမယ်ဆိုရင်ကျောင်းတစ်ခုလုံးရဲ့အကြီးဆုံး library ပေါ့နော်။ဘာလို့အကြီးဆုံး library လို့ပြောရလဲဆိုရင်ဂျူလီတို့မှာတခြား library အခွဲလေးအများကြီးရှိတယ်။ဒါကတော့ဂျူလီတို့ရဲ့Germanistik တို့ Deutsche Zweisprache တို့ဒီ Englistik တို့ပေါ့နော်အဲ့အတွက် library ကျန်တဲ့ library လေးဥပမာ law ဆိုရင် law library တည်တံ့ရှိရယ်Bishop ဆိုရင် Bishop library တည်တံ့ရှိရယ် Geschichte ပေါ့အစုံပေါ့နော်ဥပမာ biology တို့ chemistry တို့ဆိုရင်သူတို့အတွက် library ခွဲလေးတက်အဆောင်လေးမှာတည်တံ့ရှိပြီးတာပေါ့နော်အဲ့တော့ဒီနေ့ကတော့ဒီ Central Library ကိုအဓိကထားပြီးတော့ထည့်လိုက်ပြမှာဖြစ်ပါတယ်ရှင်လိုက်ခဲ့ပြီပါဂျူလီရဲ့ library ပေါ့နော်အများကြီးပါပဲဒါပေမဲ့ library မှာစကားချိန်ပြောလို့မဖြစ်ဘူးပေါ့နော်ကြောင့်တူလေးလိုက်ကြဂျူလီတို့ရဲ့ library မှာပေါ့နော်ကျောင်းမဟုတ်လေလာသုံးလို့ရပါတယ်ဒါပေမဲ့ give view ပေးရမယ်ပေါ့နော်ထောင်းသားတွေကတော့ဒီ library ကလုံးဝ constant use ပေါ့နော်ကြိုက်တယ်လို့သုံးလို့ရတယ်ဒါပေမဲ့အပြင်လူတွေကတော့မန်မာကြီးပေးရပါမယ်ဂျူလီမန်မာကြီးတော့တေချာမသိဘူးဒါပေမဲ့တော့အရန်တော့ဈေးမကြည့်ပါဘူးတစ်လောက်ကို30ဒါမှမဟုတ်10ယူရိုအောက်ပေါ့နော်အဲ့ဒါပဲ Smile lit up like a sunrise glow. Touch so soft where the seasons flow. We met where the stars take their flight. Every moment with you feels just right. Whisper your name in the rush of the breeze. Love like an ocean rippling with ease. Heartbeats sink into this melody. You and I, forever, wild and free. Hands collide like waves on the shore. Okay, ဒီအခန်းလေးကတော့ဒီကျောင်းသားကျောင်းသူတွေအမြဲတမ်းပေါ့နော် library မှာလာပြီးတော့ရန် concentration တွေလုံးသင်တန်းနေမှာအေးစေးဒါလေးရတယ် ရှိပါတယ်ရှင်ဒီလိုကသတင်းစာလေးကိုအချမ်းသတင်းစာလေးဖြစ်နေသူပြောပြပါမယ်ဒီလိုလေးရှိပါတယ်ရှင်အေးစေးလာတာလို့ရတယ်ပေါ့နော်အားကြောင့်ဂျူလီတို့ကျောင်းကိုစိတ်ဝင်စားရဆိုရင်ဒါလေးကိုဖိတ်ခေါ်ပါတယ် Okay
ဒီနေ့ကတော့မှာဝိုင်းပေါ့နော်ညဘက်အခုက10 နာရီလောက်ထိုးပြီပေါ့နော်ညဘက်10 နာရီကတိတ်မှောင်တယ်လို့ပြောလို့ရတယ်အဲကြောင့်နောက်နေ့မှလည်းဒီကျန်တဲ့အပိုင်းလေးတွေကိုဆက်ပြီးတော့လိုက်ပြမှာဖြစ်ပါတယ်